အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ညတနာရီ30ပေါ့နော်ဗုဒ္ဓဟူးနေ့မနက်အစောကြီးတနာရီ30ပေါ့တနာရီ30မှာတော့ကျွန်တော်ချန်ပီယံလိပွဲတွေရှိတယ်ဗျချန်ပီယံလိပွဲကတော့ဒါလီဗာပူးပွဲပေါ့နော်အဲ့အချိန်ကလီဗာပူးကံမဲ့အချိန်ပေါ့ချန်ပီယံလိပွဲကတော့ဒါအင်္ဂါနေ့ည7:00နာရီလောက်မှာတည်းက Real Madrid ပွဲတွေပါရှိနေပါပြီအဲ့တော့ချန်ပီယံလိတွေကကျွန်တော်တို့အတွက်တော့ဘောလုံးပြိုင်ပွဲတွေကမြင်မြင်ဆန်ဆန်ရှိနေတာပေါ့လေကျွန်တော်တို့ Premier League တွေကြီးလိုက်ချန်ပီယံလိတွေကြီးလိုက်ကိုယ်အသင်းကန်တဲ့ပွဲတိုင်းအောင်လိုက်ကြည့်နေကြတာပေါ့လေအဲ့တော့ကျွန်တော်လီဗာပူးကတော့ဒါချန်ပီယံလိပွဲစဉ်အနေနဲ့ကျွန်တော်တို့ဒါ Galatasaray နဲ့ကျွန်တော်တို့ကန်ရမယ်ဒါဒီညတနာရီ30မှာကျွန်တော်တို့ Galatasaray ကွင်းမှာကျွန်တော်တို့သွားကန်ရမှာပေါ့လေအဲ့တော့လီဗာပူးကပထမတပွဲကန်ပြီးပြီချန်ပီယံလိမှာပထမတပွဲမှာကလီဗာပူးကကျွန်တော်တို့Atletico Madrid ဟုတ်တယ်နော် Atletico Madrid ကိုလီဗာပူးကနိုင်ထားတာဗျပထမပွဲတုန်းက Atletico Madrid ကိုအားလုံးလည်းသိကြတဲ့အတိုင်းပဲဟိုတကုတ်တခဲနဲ့ Anfield မှာ 3-2 နဲ့ last minute နဲ့နိုင်ထားတာလေအဲ့တော့ကျွန်တော်တို့ကအဲ့ဘယ်လိုခေါ်မလဲအရေးဆိုးကြီးကကျွန်တော်တို့အခုတည်းဒီလိုက်ပြီး6လန့်နေတော့မယ်နောက်ပိုင်းကံမဲ့ပွဲတိုင်းကလည်းအဲ့လိုဖြစ်အောင်မလားဆိုတော့စိုးရင်တော့ကကြီးနဲ့ကျွန်တော်တို့ကကြည်နေကြရတာပေါ့လေအဲ့တော့လောလောဆယ်လီဗာပူးရဲ့နောက်ဆုံး9ပွဲကတော့ကျွန်တော်တို့အဲ့လိုပဲlast minute တွေမှာပဲကျွန်တော်တို့ကအနိုင်တွေရပြီးတော့လှုပ်ကလှဲ့ကနဲ့အဆင်ပြေနေပေါ့ဒါပေမဲ့နောက်ဆုံးပွဲကတော့ Crystal Palace ဆိုတော့ဒါသူတို့ကကို last minute ကိုသူတို့ပြန်ယူသွားပြီးတော့ကျွန်တော်တို့ဒါအနိုင်ပြန်ယူသွားတာပေါ့လေတကယ် injury time မှာအနိုင်ကိုသွင်းပြီးတော့ကျွန်တော်လီဗာပူးရဲ့ပထမဆုံးရှုံးပွဲကိုသူတို့ကမိတ်ဆက်ပေးခဲ့တာပေါ့လေအဲ့တော့အခုကျွန်တော် Galatasaray နဲ့တွေ့ပြီ Galatasaray ကတော့ဒါကျွန်တော်တို့ Liverpool နဲ့ကစုံဘူးပါတယ်ကျွန်တော်တို့2021မှာနောက်ဆုံးစုံဘူးတယ်ပေါ့လေ2002 2003 2006 2006မှာနှစ်ခါစုံတယ်2017မှာစုံဘူးတယ်ပေါ့အဲ့တော့အဲ့ဒီနောက်ဆုံး9ပွဲမှာတော့ဒါ Liverpool ကတပွဲနိုင် Galatasaray က3ပွဲနိုင်ထားတယ်ဗျာနော် Liverpool တပွဲပဲနိုင်ထားတယ် Anfield မှာ 3-2 နဲ့နိုင်တာ2006ကကျန်တာတွေကတော့ Galatasaray ရဲ့အိမ်ကွင်းမှာအားလုံး4ပွဲရှိတာပေါ့လေနောက်ဆုံး9ပွဲမှာ Galatasaray အိမ်ကွင်းမှာ2002တုန်းကကျွန်တော် 1-1 draw ကြတယ်2003မှာ Galatasaray က2-1နဲ့နိုင်တယ်2006မှာ Liverpool က3-2နဲ့ Anfield မှာနိုင်တယ်2006မှာပဲ Galatasaray က3-2နဲ့ကျွန်တော်တို့သူတို့အိမ်ကွင်းမှာ Liverpool ပြန်နိုင်တယ်အခု2017မှာလည်း Galatasaray က3-0နဲ့ဒါကတော့ကျွန်တော်တို့ခြေစမ်းပွဲပေါ့လေ friendly match ပေါ့အဲ့လိုနိုင်ထားတယ်ရှိရပေါ့ဒါပေမဲ့2017ကနောက်ဆုံးဆိုပေမဲ့ဒါဟိုပါပေါ့နော်နှစ်တည်းကတော့10စုနှစ်တခုရှိသွားပြီပေါ့လေကိုပဲ2025ဆိုတော့26ဆိုတော့တော်တော်လေးကြာခဲ့ပါပြီအဲ့တော့ကျွန်တော်တို့ကဒီနောက်ဆုံးတွေ့ခဲ့တဲ့9ချိန်ရဲ့ result ကိုတော့သိပြီးတော့ဟိုထည့်တွက်စရာတော့မလိုဘူးပေါ့လေဒါစုံခဲ့ဘူးတဲ့အသင်းအနေနဲ့ပဲကျွန်တော်တို့ကဒါဟိုသုံးသပ်ရမှာပေါ့အဲ့တော့ Galatasaray ကသူကကြတော့ဗျာသူက Champion League ပထမပွဲမှာGerman အသင်း Frankfurt ကိုကျွန်တော်တို့က Galatasaray က5-1နဲ့အဝေးကွင်းမှာဂိုးပြတ်ရှုံးထားရရှုံးထားတော့ဘာပြောသူအိမ်ကွင်းဖြစ်နေတဲ့အခွင့်အရေးရတဲ့အခိုက်အတန့်မှာတော့ Liverpool ကိုတော့မနိုင်အောင်တေရအောင်တော့သူကန်ဖို့ရွေချက်နဲ့သူကွင်းဟိုပေါ့နော်ပြင်ဆင်လာမှာပါပဲအဲ့တော့ Liverpool ကလည်းဘာဖြစ်လဲဆိုတော့ဒါဒီအခုဟိုပေါ့နော်ဒါ Champion League တွေရဲ့ပွဲကျင်းပတဲ့ပုံစံတွေကပြောင်းသွားပြီကျွန်တော်တို့အမှတ်ပေးတဲ့ဇယားနဲ့ကိုကျင်းပနေတယ်ငကိုရဆိုကျွန်တော်တို့အုပ်စုပွဲတွေခွဲလိုက်တယ်အုပ်စုတွေမှာမှကျွန်တော်တို့ပထမဒုတိယအသင်းတွေကနောက်တစ်ဆင့်တွေတက်ကြတယ်ပေါ့လေအဲ့လိုပုံစံမဟုတ်တော့ဘဲနဲ့ရှိသမျှဟိုအသင်းတွေအကုန်လုံးကိုဒါဟိုအမှတ်ပေးဇယားကြီးတွေကိုထည့်ပြီးတော့ဒါသူတို့ကအဲ့လိုမျိုးအမှတ်ပေးဟိုပေါ့ပြန်ပြီးတော့ထိတ်တိုက်တွေ့ဆုံမယ်အိမ်ကွင်းအဝေးကွင်းလည်းမကန်ရတော့ဘူးပဲထိတ်တိုက်တွေ့ဆုံမယ်အိမ်ကိုဘယ်သင်းတွေကန်မယ်အဝေးကိုဘယ်သင်းတွေကန်မယ်ဆိုခွဲခြားလိုက်ပြီးအဲ့လိုကန်ခိုင်းတဲ့ပုံစံဖြစ်သွားတဲ့အတွက်ကြောင့်အင်ကွင်းဝေးကွင်းလည်းမရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကရသမျှအမှတ်ကတန်ဖိုးရှိနေတာပေါ့လေငါအဝေးကွင်းမို့လို့ဒီတမတ်ကတန်ဖိုးရှိတယ်လို့အင်ကွင်းမှာအမှတ်3မှတ်ပြန်ယူမယ်လို့ဒါဂိုးကွာခြားချက်တွေနဲ့ပြန်ကြည့်မယ်လို့ဆိုတာကတိတ်အရေးမပါတော့ဘူးပေါ့အင်ကွင်းဝေးကွင်းမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒါတွေကအရေးမပါတော့ဘူးပေါ့လေအဲ့လိုရှိတယ်ဆိုတော့လီဗာပူးကတော့ပထမပွဲမှာနိုင်ထားတယ်3မှတ်ရထားတယ်3မှတ်ရထားပြီမဲ့ဒီဇယားထဲမှာတော့ကျွန်တော်တို့ကထိတ်ဆုံးရောက်နေတာတော့မဟုတ်ဘူးအလယ်မှာပဲရှိတယ်နံပါတ်10မှာလားပါလားမသိဘူးထားလိုက်ပါတော့ standing ခဏနေကျွန်တော်ကြည့်လိုက်7မှာရှိတယ်ဗျာ3မှတ်ရတာချင်းတူတူကျွန်တော်တို့က goal score နဲ့ကြည့်တာပေါ့ Frankfurt ကတော့ထိတ်ဆုံးမှာရှိတယ် PSG ကဒုတိယနေရာမှာ Club Brugge ကဒါတတိယနေရာမှာရှိတယ်အဲ့တော့
Bayern Munich Arsenal Manchester City Liverpool Barcelona အကုန်လုံးကတော့ Real Madrid အကုန်နိုင်ထားတယ်ကြာ Tottenham Hotspur အထိနိုင်ထားတယ်အကုန်လုံးကတော့1 to 14ပေါ့နော်14တဲ့ကိုဝင်နေတယ်အမော်ပေါ့9กว่า60နဲ့ပေါ့လေအဲ့လိုဆိုတော့ကျွန်တော်တို့ကဒီပွဲတွေကလည်းပွဲတိုင်းနိုင်ဖို့လိုအပ်နေတာဘာလို့ဆိုတော့တေတမတ်ဆိုတာဟိုနှစ်မှတ်တိဆုံးရှုံးသွားတာဆိုတော့ဒီအမပေးစရာရဲ့အထက်အောက်တွေဟိုအတက်အစင်းတွေကတော်တော်လေးကိုတိထားတာပေါ့လေအဲ့တော့ဒါ Galatasaray နဲ့ကျွန်တော်တို့ Liverpool ကတော့ဒါဟိုည9:30မှာကန်မယ်ပေါ့လေLiverpool ကတော့နိုင် Galatasaray ကလည်းနိုင်ဖို့လိုလို့သူကဘာလို့ဆိုတော့ဂျိုးပြက်ရှုံးထားတဲ့အတွက်ကြောင့်သူ့အတွက်လည်းနိုင်ဖို့လိုဆို Liverpool အတွက်ကလည်းဒီဟိုအားလုံးကမျှော်လင့်ချက်ကြီးမားမားထားတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒါဟို fan အင်အားလည်းတောင့်တင်းတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ဒါနောက်အဆင့်တွေတက်သွားဖို့ကသူကဟို Champion League ကျင်းပတဲ့ပွဲကျင်းပတဲ့ဟိုတာဝန်ရှိတဲ့လူတွေအတွက်ကောဒီကမ္ဘာလုံးကဘောလုံးပြည်သက်တွေအတွက်ကောအရေးကြီးတယ်ဘာလို့လဲဆိုတော့ဒီသူ Liverpool fan ရဲ့အင်အားနဲ့ဟိုဒီ TV ကကြည့်ရှုနှုန်းတွေเนาะပြီးလို့ရှိရင်ဒါကွင်းတွင်းဝင်ကြီးတွေ Liverpool ပြည်သက်တွေရဲ့ like ပါအားပေးတဲ့ဒါသူတို့ expand လုပ်မဲ့ဒါငွေကြေးစီစဉ်မှုတွေကဒါအများကြီးရှိတယ်လေအဲ့တော့ဒါတွေပဲထည့်တွက်ရမှာပေါ့လေအဲ့တော့ Liverpool ကလည်းအနိုင်ဖို့အဖက်ဖက်ကအကြောင်းအမျိုးစုံကလိုအပ်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ကျွန်တော်တို့ဒါ line up ကတော့သူတို့ခံမှန်းထားတာပေါ့ဗျာ Galatasaray ဘက်ကတော့ကျွန်တော်တို့ဒီကစားသမားတွေတော့ကျွန်တော်မသိဘူးပေါ့လေထားလိုက်ပါတော့တရားကတော့ကျွန်တော်နဲ့ဝေးအောင် Turkey Club ဆိုတော့အဲ့တော့ဒါက Liverpool ဘက်မှာတော့ Alexander Becker เนาะ Van Dijk Konate Frimpong Robertson McAllister Gravenberch Szoboszlai Gakpo Salah ATK ဆိုပြီးထွက်လာတယ်အဲ့တော့ဒါခံမှန်းထားတာပေါ့နော် flash score ကနေခံမှန်းထားတာ Alexander Becker ဖမ်းမယ်ပေါ့လေ Konate နဲ့ Van Dijk ကတော့ဒါပင်နိုင်ဆိုင်မင်းသားကြီးနှစ်ပါးပေါ့လေ CB မှာတော့သူတို့နှစ်ယောက်ပဲက Frimpong ကိုကျွန်တော်ပြောရမယ်ဆိုရင် Frimpong လည်းကျွန်တော်တို့ expectation တော်တော်မြင့်မြင့်မားမားထားတာပေါ့လေဒါပေမဲ့လေ Frimpong ကCrystal Palace နဲ့ပွဲမှာဘာဖြစ်မှန်းမသိဘူးဗျာနော် Frimpong ကလေဟိုလိုလေကလေးတွေဘောလုံးကန်လို့အဲ့လိုလေငါကန်ရပြီးတော့ဆိုပြီးကန်နေတဲ့ပုံစံမျိုးလေးအဲ့လိုကလေးတွေဘောလုံးလိုက်လူနေတဲ့ပုံစံမျိုးလေးဖြစ်သွားတယ်နော် Crystal Palace နဲ့ပွဲတော့ကလေအဲ့တော့ဟိုတူတူပါပဲကာကက်ဆိုပေါ့နော်ဒီ wing နှစ်ဖက်ကကျွန်တော်တို့အတွက်ဟိုဘယ်လိုကောမလဲပွဲတိုင်းကြီးပါစိတ်ချယုံကြည်ရတဲ့စိတ်ကျဉ်းနှံမှုပေးနိုင်တဲ့ wing တွေမဖြစ်လာသေးဘူးပေါ့လေနော်တဖြည်းဖြည်းတော့အထိုင်ကျလာမယ်လို့တော့မျှော်လင့်ရတာပါပဲအဲ့တော့ McAllister နဲ့ Gravenberch ဟုတ်ပြီသူ့ရဲ့ဒီ line up အနေထားရတော့ McAllister နဲ့ Gravenberch ကဒါသူက DM နေရာမှာသူတို့နှစ်ယောက်အောင်ပြီးစော့မယ်သဘောရှိတယ် Szoboszlai ကကြတော့ဒါသူတို့ဟိုပါပေါ့နော်ကျွန်တော်တို့အမြဲတမ်း EPL မှာဒါ Arne Slot ထားစော့နေတဲ့ Florian Wirtz နေရာမှာသူက Szoboszlai ကိုဒါ shadow striker လိုနေရာမျိုးမှာ ATK နောက်မှာကပ်ပြီးထားတယ် Mo Salah က right မှာရှိပြီးတော့ Gakpo က left မှာရှိတယ်ပေါ့လေဒီလိုလေးတော့ကျွန်တော်ဒါသူတို့ရဲ့ဟိုခံမှန်းထားတဲ့ဟိုဟာအတွက်တွေ့ရတာပေါ့လေအဲ့တော့သူတို့လူစင်းရတော့သူတို့ခေါ်ပါလိမ့်မယ်ကျွန်တော်တို့Rio ပါသွားတယ်ဟို Isak တို့ပါသွားတယ် Robertson ပါမယ်ပြီးရင် Carter Jones ပါမယ် Endo ပါမယ်ပြီးရင်Conor Bradley တို့ပါမယ်ပေါ့နော်ဒီလိုညိုနီတို့လည်းပါကောင်းပါသွားပါလိမ့်မယ်တခုပဲဗျဟိုကျွန်တော်တို့ဒီ CB ကျွန်တော်တို့လူအစ်စ်လေးပေါ့နော် Elite CB လေးနာသွားတဲ့အချိန်မှာကျွန်တော်တို့ကဒီလူစင်းပေးထားတဲ့အနေအထားကဟိုစင်းပိတ်ထားတဲ့အနေအထားမှာလူတယောက်ကဟိုဘောကာလရှိကြအနားယူရမယ်ကစားသမားတယောက်ကအချင်းနေဖြစ်သွားတဲ့အတွက်ကြောင့် SUG ဖြစ်သွားတဲ့အတွက်ကြောင့်အစားထိုးခွင့်ရှိနေတဲ့အတွက်ကြောင့်ခြေစာကိုထိုးရလို့သတင်းကြတယ်ဒါပေမဲ့လည်းဒီ Galatasaray နဲ့ပွဲမှာခြေစာပါမလာပြန်ခေါ်သွားတဲ့လူစင်းထဲမှာလေပါမလာပြန်မှုဆိုတော့ဘာလဲပေါ့နော်အဲ့လိုလေးတော့ကျွန်တော်တို့တစ်ချက်စဉ်းစားရမှာပေါ့လေခြေစာလဲဒါသူထွက်တဲ့သူကန်ခွင့်ရတဲ့ပွဲတိုင်းကိုတော့သူ့ရဲ့လိုအားနှုံးနဲ့သူ့ရဲ့တကယ်ဟိုစိတ်သက်ခွန်အားကောင်းကောင်းနဲ့ကိုသူအသင်းအတွက်သူလုပ်ပေးခြင်းစိတ်တွေများများဆဆနဲ့စူးစမ်းနေတဲ့ player တယောက်ဖြစ်ကျွန်တော်တို့ကအသိမပြုရမှာပဲလေအဲ့တော့ဒီကစားသမားကိုတော့ခေါ်သွားသင့်တယ်လို့တော့ကျွန်တော်တို့မြင်တာပါပဲဒါပရိသတ်တွေလည်း Liverpool fan တွေလည်းအဲ့တိုင်းမြင်လိမ့်မယ်ထင်ပါတယ်အဲ့တော့ဒီညပွဲကတော့ပရိသတ်တွေဘယ်လိုမြင်လဲဗျ Galatasaray ကတော့သူတို့အိမ်ကွင်းမှာဆိုတော့သူကဟိုဘယ်လိုခေါ်မလဲဂိုးသွင်းတာတော်တော်ဟိုများများဆဆသွင်းတဲ့ဟိုအသင်းဗျဘာလို့လဲဆိုတော့သူတို့ပြည်တွင်းပွဲတွေပေါ့နော်ပြည်တွင်းပွဲတွေရှိတယ်ကျွန်တော်တို့အနည်းဆုံး2ဂိုး3ဂိုးသွင်းနေကြနောက်ဆုံး9ပွဲမှာဆိုရင်2ဂိုးအနည်းဆုံးပဲဗျကျန်တာတွေက3ဂိုးတွေသွင်းနေကြဖြစ်တယ်လီဗာပူးကလည်းအတိုက်က
ဟို attacking ကောင်းတဲ့ဟိုအသင်းဗျ။ तू ကအနောက်ကသာပေါက်ပြီးဂိုးပြန်ပေးရတာ။ तू ကဂိုးမသွင်းမှာတော့မပူရဘူး။အဲ့လိုပဲဂိုးပြန်မပေးရမှလည်းမပူပါဘူးဖြစ်နေလောလောဆယ်အခြေအနေက။အဲ့တော့ဒီနှစ်သင်းတွေ့တဲ့အချိန်မှာတော့တစ်ဖက်နဲ့တစ်ဖက်ဂိုးတွေများသွားနိုင်မလားပေါ့နော်။ Atletico Madrid နဲ့ Liverpool ကန်ဆိုလို့မျိုး3-2လို့သိရမလားအဲ့လိုမျိုးလေ4-3လို့4-2လို့အဲ့လိုမျိုးဖြစ်သွားနိုင်မလားလို့ဒီလိုမျိုးတော့ခံမှန်းမိတယ်ပေါ့နော်။ဒါပေမဲ့လည်း Liverpool ကခုနကျွန်တော်ပြောသလိုပေါ့ဘောလုံးပွဲတစ်ပွဲမှာကကျွန်တော်တို့ကဟိုကြည့်ရှုကြတယ်ဆိုတဲ့အနေအထားတစ်ခုကဟိုအကြောင်းအရာမျိုးစုံရှိတာပေါ့လေခုနကျွန်တော်ပြောသလိုပေါ့ချန်ပီယံလိလို့ဒီပြိုင်ပွဲကြီးတစ်ခုမှာကတကယ်ကိုကျွန်တော်တို့အသင်းငယ်လေးတစ်သင်းတကယ်ဟို main stage တွေကိုတက်သွားတာတဲ့အသင်းကြီးတစ်သင်း main stage တွေကိုတက်သွားတာကိုဘယ်ဟာပူကြိုက်ကြလဲလို့ပြိုင်ပွဲကျင်းပတဲ့လူတွေကိုသွားမေးမယ်ဆိုလို့ရှိရင်အသင်းကြီးတက်တာပဲကြိုက်တာဘာဖြစ်လို့လဲဆိုတော့ဒီအသင်းကြီးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒီဘယ်လိုခေါ်မလဲငွေကြေးပိုင်းဆိုင်ရာအကျိုးမြတ်တွေအများကြီးရှိတာဒီအသင်းကြီးတစ်သင်းကအဆင့်တစ်ဆင့်ကိုထပ်တက်သွားပြီဆိုရင်သူ့ရဲ့အနောက်မှာပါလာတဲ့သူ့ကိုအားပေးတဲ့ပြည်သက်အင်အားတွေရဲ့ဒီ expense တွေငွေသုံးစွဲမှုတွေကပိုများလာမယ်။TV ကထုတ်လင်းပြသမှုပိုင်းဆိုင်ရာမှာ TV ကကြည့်ရှုတဲ့တကမ္ဘာလုံးကကြည့်ရှုတဲ့ပြည်သက်တန်းပေါင်းများစွာရှိလာမယ်။အဲ့ဒါတွေကပို့ပြီးတော့ဆက်ပြီးတော့အိမ်တိုင်းအားရိုက်တွေအားပေးကြမယ်။ကွင်းတွင်ကျင်းပတဲ့နိုင်ငံတွေမှာလိုက်ပြီးအားပေးကြတဲ့ပြည်သက်တွေရဲ့ဒါခီးသွားတဲ့အသုံးစရိတ်စားတောက်နေထိုင်တဲ့အသုံးစရိတ်ဟိုပစ္စည်းတွေဝယ်ချမ်းတဲ့အသုံးစရိတ်ဘောလုံးကွင်းဝင်ကြွေးဒါမျိုးတွေကအစနောက်ဆုံးဆိုဗီနီယာတွေရောင်းရတာကအစဒါမျိုးတွေကအစကိုအင်းနဲ့အားနဲ့ဝယ်ကြတာပေါ့လေပြည်သက်အင်အားများတဲ့အသင်းတွေကိုတက်တာတော့ဒီပြိုင်ပွဲကျင်းပတဲ့တာဝန်ရှိတဲ့လူတွေကပိုကြိုက်တာပေါ့အဲ့တော့အဲ့လိုအကြောင်းအရာတွေစုံပြီးတော့ကျွန်တော်တို့ကသုံးသပ်မယ်ဆိုရင်ဒီလိုပွဲကြီးတွေမှာပြည်တွင်းလိပွဲကတော့ထားလိုက်တော့เนาะဒီလိုဥရောပမှာအဲ့လိုကန်ကြတဲ့ပွဲကြီးတွေမှာတော်တော်များများကဒီ group stage တွေကနေပြီးတော့အပေါ်တက်တဲ့အသင်းတွေတော်တော်များများကဒါ fan အင်အားတောင့်တင်းတင်းနဲ့ဟိုပေါ့နော် power ကြီးတဲ့အသင်းတွေပဲတက်တာများပါတယ်အဲ့တော့လေဒီလိုပွဲတွေကတော့ကျွန်တော်တို့ကpercentage တစ်ခုအနေနဲ့အသင်းကြီးတွေနဲ့ကဘယ်အသာစီးရသွားမယ်ဆိုတာကျွန်တော်တို့ကကြိုပြီးခံမှန်းလို့ရတယ်ပေါ့လေအဲ့တော့အဲ့အတိုင်းပါပဲကျွန်တော် Liverpool ကလည်းလက်ရှိခြေစွမ်းအရာကောကျွန်တော်တို့ရဲ့ဒီအိမ်ကွင်းမှာ Crystal Palace ကိုရှုံးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ Crystal Palace အိမ်ကွင်းမှာရှုံးထားတဲ့ပထမဆုံးရှုံးပွဲကြုံထားတဲ့အတွက်ကြောင့်ပြည်သက်တွေကိုပြန်ပြီးတော့နှစ်သိမ့်တဲ့အနေနဲ့ရောဒီပွဲကတော့ Liverpool ကအနိုင်ရအောင်တော့ကန်လာလိမ့်မယ်ထင်တယ်ဒါပေမဲ့လည်း Liverpool ရဲ့လောလောဆယ်ဖြစ်နေတဲ့ situation အရကျွန်တော်တို့ကဂိုးပြက်အများကြီးနဲ့နိုင်သွားဖို့တော့တိတ်ပြီးတော့မမျှော်လင့်ရဘူးပုတ်ကာတီကာပေါ့နော်ပုတ်ကာတီကာဆိုပေမဲ့လည်းကိုကဂိုးပြန်ပေးရတဲ့ဟာမျိုးပေါ့ဗျာ2-1 3-2ပေါ့ဒီလိုဟာမျိုးနဲ့ဒီပွဲရဲ့ result ကဖြစ်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ Liverpool fan တွေရောဘယ်လိုထင်ပါလဲခင်ဗျာကိုယ့်ရဲ့ team ယူဆချက်နဲ့ goal result လေးတွေကိုအောက်က comment box မှာဝင်အောင်ရေးသားပေးကြပါဦးခင်ဗျာအားလုံးဒီညတူတူကြည့်ကြပါမယ် you will never walk alone ခင်ဗျာ